တော်ငွေ9သိန်းနဲ့ ကလာကြီး၄ယောက်နဲ့ ကလာကြီးလေးအခုဘာဖြစ်နေတာလဲလို့ ပါလာတာတဲ့ ကျွန်တော်မသိဘူးလို့တချင်းလေးဆိုမလို့ဘာဖြစ်နေတာလဲကိုကအကွာဇွတ်တရုတ်ဖြစ်နေတယ်အကွာကိစ္စပြီးပြီအိမ်မထဲမှာဒါကျွန်တော်ကိစ္စအဲ့တော့ကြာပြူဆိုတဲ့တချင်းလေးတစ်ပုဒ်ကိုကျွန်တော်တိဆိုချင်ပါတယ်ဗျာကြိုက်နေတဲ့ဆိုလက်ခုပ်လေးတစ်ဆက်လောက်တီးပြီးအားပေးပြီးပါဗျာအားလုံးပဲမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကလိုက်အမဘာဖြစ်နေရတော့ဒီမှာပြောသူ့ရှင်းရတယ်အမကလိုက်လေးယောက်ကပြဿနာတက်နေရတယ်မျိုး သူဘာတွေမျောလင့်နေရလဲမသိ အဲ့တော့ကျွန်တော်ကြာပြူလေးတစ်ပုဒ်လောက်ဆိုပြရစေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ခံစားချက်2ယောက်ဆိုမပြော4ယောက်တော့ဗျပေးပြီပါဗျတကလား ဘာဖြစ်နေတာလဲလို့ ကလာကြီး4ယောက်နဲ့သားပါလား အခုကိစ္စပြီးပြီအခုတောင်းဆိုတာတဲ့ချင်းဆိုနေတာအခုဘာဖြစ်နေကိုအေးသေးထိုင်နေတတ်မှာဗျာကျွန်တော်ကြာပြီတချင်းလေးတစ်ပုတ်ဆိုဖို့ စိတ်မကောင်းလို့ပါ အခုမိမအိမ်မထဲမှာကျွန်တော်မှတ်တယ်ကလိုက်လေးခေါ်သွားတယ်ကြက်နာကျွန်တော်မသိတော့ဘူး အေးလေအဲ့ဒါကငါစိတ်မကောင်းဖြစ်နေတာအမလည်းသူများကလာကြီးနဲ့ပါတော့ဗီဒီယိုလာရိုက်နေအမပါသွားပါလားမပါသွားကြည့်ပါလား တချင်းလေးတစ်ပုတ်ဆိုမလို့ပြောနေတဲ့ဟာဟိုကိုစောကြီးအရန်အားနာတယ်ကို ဇော်ကြီးမိမပါသွားရင်ဘာမှမဖြစ်ဘူးက ကျွန်တော်သူ့ကိုမှတ်တာမဟုတ်ဘူးအခုမိမကိုမှတ်တာမငွေသိန်းကိုမှတ်တာ ဇော်ကြီးမဲ့လည်းရရတာလေ သူ့မိမကလိုက်လေးယောက်နဲ့ပါသွားတယ်ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ သူမိမငါမိမလည်းတောင်းနေ ကိုဘာဖြစ် ဒီဟာဒီပြောနေတာ ဝဒီဘာသာနဲ့ပြောနေတာလဲမသိဘူးနော်ကျွန်တော်ကိုစောကြီးတစ်ချက်လောက်ကျွန်တော်လို့အားနာလိုက်တော့ပြည်တယ်ကျွန်တော်ခံစားချက်လေးပါဟုတ်ကဲ့ ဘာဖြစ်နေလဲလို့ တတိယလို့မဆွေ တတိယရင်ဝင်ဝင်လေးသွားတတိယလို့ပြီးမှအလူတွေကရက်တောင်းလာတယ်စုတော်ဝင်9သိန်းနဲ့ကောက်ရရင်ပေးမယ်ဆိုပြီးတော့ စုချမယ်တချ ကော င်း က် ပြီး ကောက်ရရင်ပေးပါလား သူလည်းဘဲမှမတော်တော့ကောက်လည်းကောက်ရမှာမဟုတ်ဘူးအခုမိမကလိုက်လေးယောက်နဲ့ပါသွားတယ်ကျွန်တော်အဲ့ချိန်မှာအုံနဲ့ဆရာထားတော့ကျွန်တော်တို့ပြက်လုံးပြရတော့မဖတ်ဆိုကျွန်တော်လန့်နိုးတယ်အခုမိမကလိုက်လေးယောက်တော့ငုံငုံပါသွားတယ် ပြီးပြီလို့ အခုဒီမှာတစ်ချင်းဆိုတာကဖြက်စည်းသလိုဖြစ် ဟုတ်ပါဘူးငါဝင်းတယ်လို့ပါ လာပြီးတော့ကိုစောကြီးအားနာတယ်ကိုစောကြီး ဆိုညီလေးကိုလည်းအာနာပြိတ္တလည်းအာနာဆို ပိတ်သက်တယ်ကလာကြီးကလဲဆောင်တဲတဲ့ခေါ်တော့မသိ ဘာပြစ်နေတာလဲ လဲဆောင်တဲတဲ့မြတ်ပါသွားလားလို့ လေးယောက်ခေါ်သွားတာဗျာခမည်းမိန်းမကိုတဲကိုကန်တော့ခေါ်သွားမှာပေါ့ဒီလဲတောက်တဲ့ကိုခေါ်မလား တဲကူကဆိုအဲကိုလေးပါမှာလဲဆောင်တဲဆိုရိုင်နေနဲ့ငါမိမကိုတနာလို့ ဒီအဘောဆိုတာစောက်ပေးဆိုနေရတယ်လို့ပဲ ဆိုပါလို့ အခုကျွန်တော်တင်းလာပြီနော်ကျွန်တော်အလူတွေကရတာအခုနာတော့မပြတော့မအီတော့မစိတ်တော့မနှစ်ဖူးပေါ်အီနဲ့တက်ပန်းလိုက်ပြီနော်ရှင်းလားကျွန်တော်တင်းလာပြီဖင်ပြားပြီးဂတ်ထိုက်လိုက်လို့အီပေါက်တိုင်းမီးတောက်နေမယ် ဘယ်လိုလက်နဲ့သေးရမှမသိအဲ့ဒါတွေမသိလား ဒီမှာတဲ့ကိုစောကြီးတားနာပါဟိုကျွန်တော်ဒီတဲ့ချင်းကိုမစိုးမဖြစ် အခုကျွန်တော်ပြောပြမယ်အခု အမေတို့ကလည်းဘာမှဝင်မပြောကိုလေးတမြုံမြုံနဲ့ဆွဲပါဆွဲရမယ်ညီနေမလားမသိ ဘာဖြစ်နေတာတော့ အဲ့လိုအတန်လေးနဲ့ညာညီနေမလားမ အ သိ ကိုမိန်းမကိုရှာကျင်သွားရှာကျွန်တော်တချင်းစုံနေတာကျွန်တော်အကန်နဲ့မတူဘူးလို့ ဒါလည်း9000ပဲရသေးငါမိမတော့4ယောက်ဆို2000လောက်တော့ရမယ်ထင်ပါ အခုမိန်းမ ဒီနေ့မှပြတ် အခု
ကိုမိမကိစ္စကျွန်တော်မသိဘူးကိုစောကြီးတာအနာရရကျွန်တော်တခြားတော့ပြလေအခု အားလာနာတယ်စောက်ရှက်မရှိဘူးစိုးနေတာ ချင်းကိုပြဘာဖြစ်နေတာတော့လို့ ကလာကြီးလေးကိုလို့ အခုကိစ္စပြီးပြီကျွန်တော်တချင်းလေးပြီးအောင်ဆိုပြတယ်ဒီညဟိုမတက်အောင်ဖြစ်နေတယ် ဆိုပါ ဟာစိတ်ကရှင်းလာပြီဗျာ ဆိုလာပြီ ငါတိုးတိုးရှင်းရှင်းဆွဲဆက်တော့အကိုလှုပ်လာပြော မင်းတို့ကစေးထိုးရင်ကျုံသွားတဲ့အပြိုးတွေပါကွာ သူ့လိုသုံးလုံးထဲတာကြတယ်ဟဲ့မေအဲ့ထောင်နေဟိုလေနော်ကိုစောကြီး တို့ကြောင့်သားစေးလေးပါအာကောင်6လို့ ခလေးကကိုစောကြီးဒါနောက်ဆက်နေတယ်ကျွန်တော်ဒုတိယပိုက်လေးဆိုမယ်နော်ကိုတော့နောက်မှတော့ကျွန်တော်တချင်းပြီးပါဘောနော်ကိုတော့ဝိုင်းပြောလိုက်တာတော့မနာဘူး စိတ်ဓာတ်မရှိအကောကောသွားရှာဗျာလူအတင်း တွေးကြည့်တာပြောပါတွေးကြည့်တာလေဒါနဲ့ငါမိမတော့ဂါဝင်ဝစ်တာများပါတယ် လူကစိတ်ကတိုးလိုက်ဒီမှာတချင်းဆိုရတာ ဘာလဲသူ့သားသမီးလို့အိမ်ချူချင်းနေမှာမဟုတ်တာ ကိုလည်းကြောက်စရာမှမလိုတာကလိုက်ကြီးကဘူးတွေဖြစ်နေမှမရှိ ဟာတော့ဖေလို့မှသာ လာပြီးတော့ဒီတချင်းကျွန်တော်စိုးချင်လို့ကျွန်တော်တက်တက်ကိုမှကျွန်တော်ကိုစော်ကြီးနဲ့တိုက်တာကျွန်တော်ကားပေါ်တင်လာတာကိုစော်ကြီးအဲ့ကိတ်ပြီးတောက်လျှောက်တိုက်လာတာဒီချဘူးတချင်းကိုဆိုချင်လို့ မင်းကလည်းကြက်တိုက်လိုက် KB တိုက်လိုက်တော့ဘလက်ပြန်လိုက်နေပဲညတွင်းနေကြတယ် ကိုစော်ကြီးအရန်အားနာပါလေကိုစော်ကြီးဟိုအရန်နောက်ဆက်နေရောလေတနာလို့ပွဲလေးခေါ်လာတာပါအဲ့ဒါကိုကျွန်တော်လုပ်ပြတာ အဝတ်သားကြည့်သားမယ်ဆရာသားကြည့်သားမယ် ကျွန်တော်စကားပြောတော့မယ်ဗျာကျွန်တော်စကားပြောလေးပြောတော့မယ်နော်ဟုတ်တာလေးနဲ့ရှော့တာကျွန်တော်စကားပြောလေးပြောတော့မယ်ဘာနဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့အဲ့ဒါပြောမယ်ဘာနဲ့ ဘယ်နဲ့မငွေသိရင်အခုဆိုရင်ကလိုက်လေးနဲ့တို့ပြောနေလို့ဟုတ်တယ်လေဆောင်တဲထဲမှာလားသမိန်အောင်ရှိသေးရဲ့လားဟုတ်တယ်ဘယ်နဲ့နေလေးဘာကလည်းမမင်းရိုက်တာလားမိုးချိုးပြည့်တယ်လား လွမ်းနေကြားပြီးနေမကောက်ရဲလား နှခမ်းနေတော့စုပ်ပြတ်တာလွန်ညက်ရိုက်တာလားဟမ်ဦးတက်ဆန်တပည့် ခဏလေးအခုမိမမငွေသိ အေး ကျွန်တော်ပြီးမှတချင်းတစ်ပုတ်ပြီးအောင်ဆိုမယ်လောလောတဲ့အဲ့ကလိုက်လျောက်ကနေပြီးတော့သူ့မိမမငွေသိကိုကျွန်တော်ပြန်ခေါ်ပေးလိုက်ကျွန်တော်ခေါ်ပေးလိုက်မယ်နော်နောက်မို့တော့ကျွန်တော်တချင်းကောင်းအောင်ဆိုရမှာမဟုတ်ဘူး မင်းရှာပေးနော် ကိုတော်ကြီးကိုရပိုက်လေးပဲတီးပြီနော်ဟုတ်ကဲ့ကိုရပိုက်လေးဝေသိရေဖာသေးရေ ကြာပြီ အခုမိမဒီလိုဖြစ်နေပြီလေ စာပဲဖြစ်ပါဖြစ်ပြိတ္တကရေးကြည့်လားလောက်ကရေးကြည့်လားအဲ့တော့ဖုန်းမပြောပါနဲ့အလုပ်လုပ်နေစပါနော်ချလိုက်ပါနော် နောက်မှပြန် အဲ့တော့ကျွန်တော်တင်းစင်းလေးတီးဆိုမယ်တင်းစင်းလေးတီးဆိုပြီးလို့ကျွန်တော်ဒီနေ့မြန်မာတန်လေးပြင် stage show လဲဆိုမှာနော်လူငယ်တွေခြေတွေညီလေးဆိုရိုးဆိုတာကြည့်နေလားโอเคဒါပဲနော်ပြီးဖျဲမယ်ဖျဲပြီးအလေကောင်စစ်တက်ပေးလိုက်မလား ဘလို့ရုပ်ွယ်အနေရထိုင်ရတားခတ်မှာနော်ကိုနောက်မှပြန်ဆက်မယ်နောက်မှပြန်ဆက် တော်ပြီသွားလက်ရဲ့
ပြောနေတာအကိုကျွန်တော်မနစ်ကနဲ့ဒီနှစ်နဲ့ပွဲရဟိုမနစ်ကလည်းကျွန်တော်ပွဲရများတယ်လေဒီနှစ်ကလည်းကျွန်တော်များတယ်မနစ်ကတည်းဒီနှစ်ကကျွန်တော်ပွဲလေးတစ်ပွဲပဲရော့တာ ဘယ်နှပွဲ မနစ်ကတစ်ပွဲ တပွဲလေးရောတာဒီနမကတော့ကွာ အဲ့ဒါပွဲကြောင့်ပြောတယ်လို့ ဟုတ်ပြီကျွန်တော်တို့အဲ့တော့ပရိသတ်နဲ့တွေ့တာကျွန်တော်တို့မှတကယ်တော့လေအမတန်ခက်ပါတယ်ကျွန်တော်တို့ရှေ့ရလူရှင်တော်ကြီးလူပညာရှင်တွေပြောခဲ့ကြတယ်နော်နေ့ပွဲဝင်ညစင်ကောင်းနော်နေကင်းပွဲကတ်ရတာအမတန်ခက်ပါတယ်ဘာလို့လဲပရိသတ်ကနေကင်းကြတော့လင်းလင်းချင်းချင်းနဲ့လေလှုပ်လှုပ်ရှက်ရှက်တွေနဲ့ကရတာတကယ်တော့အဆင်မပြေဒါနဲ့ကျွန်တော်အကောင်းဆုံးကြိုးစားပြီးကနော်နေ့ပွဲဝင်ညစင်ကောင်းနော်သားသမီးတွေရှိတော့မူစကူဒူတော်တော်အဆင်မပြေပါဘူးနော်ဟေး လူမကြီးကပြောနေ ဘာပြောနေ ဟို तू ပတ်စံကျဲခြင်းလို့တဲ့ ဟုတ်ကဲ့ အဲ့ဒါပရိသတ်တွေအကုန်လုံးကိုကျဲလို့ရပြီလားတဲ့ ရပြီ အဲ့ကျွန်တော်လည်းပြန်ပြောလိုက်တယ် ဘယ်လိုပြောလဲ ခါလေးဆောင်းပေးပါ လို့စောင်းထားပါတယ်စောင်းထားပါတယ် ခဏလေးဆောင်းပေးပါ ခါလေးစောင်းထားပြီ ခဏလေးဆောင်းပေးပါအကိုတချင်းတစ်ပုတ်လေးဆိုလိုက်ပါအောင်မယ် မိဘမေတ္တာဘွဲ့တေးသချင်းလေးတစ်ပုတ်နော်ညောင်ဖုန်းလေးပါမကိုင်းနဲ့နော်မိဘမေတ္တာဘွဲ့တေးသချင်းလေးတစ်ပုတ်ဆိုပြီးကျွန်တော်ပြက်လုံးလေးတွေဆက်ပြတ်မယ်နော်အဲ့တော့ဟာဒီသချင်းလေးကဆလဲဝဲအိုးဆိုတဲ့သချင်းလေးကျွန်တော်မတန်ကြိုက်လို့ပွဲတန်းဆိုပါတယ်ဒီသချင်းလေးကိုနားဆင်ကြည့်ပါကဲ KB ကိုစောကြီးဒီမှာငါအကိုနဲ့ပွဲလိုက်လာတာလို့ဆက်ပြောအကိုတော့မှဒီပွဲမင်းနေလို့ တချင်းစုံ အဲ့မဟုတ်ငါဘယ် KTV သွားပြီးဘယ်မရင်ငယ်စီငါသွားမှာတော့ပြော မဟုတ်ဘူးတချင်းစုံနေတယ်တွက်လေ ဒီမှာခဏလေးပါမိမအကိုမိမနဲ့ပြောနေတာမဟုတ်ဘူးကွာအကိုတိပါ အေးမြင်ပြောမြင် အကိုမိမကိုလည်းအကိုကြောက်တယ်ကျွန်တော်မိမကိုလည်းကျွန်တော်ကြောက်တယ်ဗျာ ဩစောက်ကြီးတော့ ကိုချင်းစာပေးပေါ့အကိုအေးဟာဘယ်မရင်ငယ်အိမ်မသွားကိုခင်လိုက်နဲ့ပွဲကိုလိုက်လာတာအမအလူတကာကြီးဥဝင်းနိုင်တော့လူပွဲ ဟုတ်တယ် ရှင်းလူပဲဟဲငါ့ကိုမရင်ငယ်စီသွားတာနင်းကမယုံဘူးအခုရှိတယ်ဘေးနားမှာအခုလေးနဲ့ဟောင်းနေတာ ဟေးစိုးနေတာနဲ့မဟောင်း ဟို sorry ပါကိုအခုလေးနဲ့တင်းဆိုမယုံမယုံအမနစ်တင်နေပြောနစ်တင်နေပြော မင်းမိမလေးဘယ်လိုဖြစ်လို့ငါ ဟုတ်ကျွန်တော်ပြောတော့ကျွန်တော်မရင်ငယ်စီမှာတဲ့သွားအိတ်နေတာတဲ့ ငါရှင်းပြလိုက်မယ် အဲ့မနစ်နေလဲပြောလိုက်ပြောလိုက် ဘယ်လိုဖြစ်နေတာလဲ ရှာလဲကြွေးရသေးတယ်လူပါဝါလုံးဝကြီးတယ် အေးငါနစ်လင်ငယ်ပါ ဟာကျွန်တော်မရင်ငယ်ဘူး မင်းကငါသူ့လင်လို့ပြောနေတာဟုတ် စကားပြပြောတယ်အဲ့မပြောလိုက်နေပြော ဟာတီးရဆိုအေးသမီးဥက္ကလိုင်းသမီးဟုတ်တယ်ကိုသွက်လက်ဟုတ်တယ်မယငယ်အင်းကခေါ်လာတာ ကိုကျွန်တော်အကိုနဲ့ပွဲလိုက်လာတာလို့ပြောနေတာ ငါတို့အိမ်ကနေခေါ်လာတာလို့အေးဟာမတော်ပါဒါပြီးမှ KTV သွားမှာဟုတ်တယ် အခုကျွန်တော်တို့ပြောပြီးတော့အခုပြတ် မသမီးဘာနော်ဥက္ကလိုင်းတချင်းစုံလေးကိုဒါပဲနော်သမီးဖုန်းချလိုက်တော့မယ်နော်သမီးနော် ဟာဖုန်းကိုအဲ့လိုချသလားဖုန်းကိုဒီလိုပြစ်ချလား ဖုန်းချလိုက်တာဖုန်းချလိုက်တာ ဖုန်းချတာတဲ့တော့ကျွန်တော်ပေးလေ ဟောအေး ဟဲသူ့လိုကီးဘက်ကင်နဲ့အစ်စ်များမှတ်နေလားမသိဘူးတွက်လက်ဗျာ ခီးပတ်တဲ့ ကီးဘက်ကင်ပြီးတော့ဖုန်းကိုပြစ်ချတာအခုဒါကီးဘက်မဟုတ်ဘူးဒါဘာဖုန်းလဲလား ကိုကတော့ဘာဖုန်းမှမသိဘူးနဲ့ အိုင်ဖုန်း အိုင်ဖုန်းကဒီလိုမျိုးကတခါမဖြစ်ဘူး ကာဘာတက်ထားလို့ မင်းပြောင်းလိမ့်ပြောင်းစားပြီးတော့ ငါအပြီးတော့ ငါပြိတ္တကိုအားနာလို့တောင်းမှမှာလေကျွန်တော်ပြန်ဆိုမယ်နော် သူ့မိမက မေမေရဲ့ကျင်းသားတော့ငါစလဲဝင်ဦးလေးကိုတချင်းလေးတစ်ပုတ်ဆိုတာစောက်ပေးရှိရတယ်လို့ပဲကွာ ဒီဘာဖြစ်နေတာလဲလို့ ဘာဖြစ်ကြလဲ ဒီမှာကိုယ်ကပြောနေတာအကိုနဲ့ကျွန်တော်ပွဲနိုင်ဝါမဟုတ်ဘူးတဲ့အဲ့ဒါကိုယ်ခင်လိုက်အတုနဲ့လုံနေတယ် ဟဲခေလိုက်တော့အတုရှိသေးလား ဟာအကိုနဲ့ပွဲလိုက်လာတာဒီပွဲကိုနင်းဆိုင်ရမပေးဘူးဆိုတာကအကိုတော်မှဒီပွဲကိုမေးနေတာမနေ့ကမှချောင်းသားမှာ location တွက်ကြည့် location တွက် ဟာ ကြည့် တရွေးတွေသိညာကြတယ် အေးအဲ့ဒီကနေပြီးတော့ဒီကိုတန်းလာတာနင်းကပြောချိန်မရဘူးလို့ ဒီပါငါရှင်းပေးမယ်လို့ ဟာငါဘယ်မရင်ငယ်အိမ်သွားမှာလဲကဲပြောနင်းကမရဘူးအေးပြောအဲ့မနင်းလင်းပြောလိုက် ဟဲငါပဲပေးစားနေတာပဲဒီကော ကျွန်တော်အကိုနဲ့ပွဲကားတာအဲ့မနင်းလင်း အေးပါအေးဒီလားဆိုသမီးအေးနင်းလင်နဲ့ပြောလိုက်တာ ကျွန်တော်ပြောနေဗျာ နင်းလင်နဲ့ငါပြောမဟုတ်ဘူးဒီလားမဟုတ်စိတ်ရမ်းလားစိတ်ရမ်း
မဟုတ်ဘူးသမီးအဲ့ဒီပွဲရှိရလေခုနကမေ့နေလို့ဆီယန်သူ့ကို9သိန်းပဲပေးရသေးတာ အကိုတော့ငါအသိမရတာဘလို့ကျွန်တော်ငါသိပေးတာတော့ မရသေးဘူးနော်အဲ့ဒါမပေးရသေးဘူးသမီးဟုတ်တယ်အာမဟုတ်အဲ့ဒါအရင်တော့တစ်ခေါက်ကဟုတ်တယ်အနေခမ်းမှာကုံသွားတာအဲ့ပစံဟုတ်တယ် အကိုကျွန်တော်ပြဿနာတက်တယ်လို့အကိုကျွန်တော်ပြောခိုင်းနေတာလေအကိုအဲ့မှာနင်းလေးရှင်းပြတော့နားထောင်လိုက်ရ ရပဲပေးစားနေသဘောကောင်းလိုက်တာသွလေးအေးသမီးမပရိသတ်တွေအားနာဖို့ကောင်းတယ်သမီးခုနကတချင်းဆိုရဒါပဲဖုံးချလိုက်ပြီနော်သမီးနော် ဟေးဟာကိဘကင်ပြီးတော့အိုင်ဘက်ကိုခင်ဗျာဟာမကင်ဘူးလားဗျာ ဒါလည်းအိုင်ဘက် မကင်ဘူးလား sorry တောင်းပါမှာနော် အကိုတော့ကကြာအကိုပွဲပြောတယ်ဆိုကိုကျမနဲ့အရင်ပြောအကိုဘလိုင်းကျွန်တော်ပြဿနာလာချနေတာဒီကကျွန်တော်ဓာတ်နဲ့ထိုးမှာကျွန်တော်မိမအောင်ကျွန်တော်အကိုဖမ်းခံ ဟာဟဲ့နေတဲ့သူဒါနဲ့တော့ငါဖမ်းခံမလို့အန်အောဘာကံဘောစာ သူကသူယောက်ျားကြီးကြာနေတာ ယောက်ျားနင်းနေပြောလို့နင်းလေအကိုကဟိုမှာဆလန်ဝင်းတီယိုလီနောလာမကိုပင်ဆလန်တာရဲတပါကြီးအကိုကအဲ့ဒါဆိုပါမှာ ငါတို့တချင်းကောက်လို့မကလေးတော်အင်ကြီးမရှိဘူး ပူလို့ကောက်ကိုဆိုဒီမှာအုံးမလာတော့ဘူးသိပြီဟုတ်ကဲ့ဒါဘီဘာတူလင်းနဲ့တွေ့နေဦးမယ် ဒုက္ခပဲဒီမှာဘာဖြစ်လဲဟဲငါနင့်ကိုပတ်စံရှာပေးနေတယ်လေနင့်နေအိမ်ပြောင်းတဲ့ကိစ္စ နင်းလေနဲ့ပြောမဟုတ်ဘူး ဒီမှာပြောနေလို့ဖျားစင်ပဲထားရမှာလေတဲ့ မိဖို့ကြောင့်လည်းထည့်ထားလိုက်ဟာအိမ်ပြောင်းနေတာဖျားစင်ပဲထားမှမသိဘူး ဒါပဲကို ဟာ